မိမဖောက်ပြန်တာလည်းမလိုချင်ဘူးမိမညွှန်ညင်တာလည်းမလိုချင်ဘူးယောက်ျားဖောက်ပြန်တာလည်းမလိုချင်ဘူးယောက်ျားညွှန်ညင်တာလည်းမလိုချင်ဘူးဆိုရင်အိမ်တော်ရဲ့ base အခြေခံကကျမ်းမာရေးတွေစေးတွေခဏနောက်ထားလိုအပ်တဲ့ you are upgrade ဖုန်းတွေ upgrade ပေါ်လာတယ်အရာအလုံးကဟိုအထည်ဒီထဲအထည်လေးလည်း upgrade တွေပေါ်လာတယ်ဒါပေမဲ့ကိုယ့်ရဲ့ relationship မှာလင်မယားနှစ်ယောက်လုံးချစ်သူဆုံးတဲ့နှစ်ခုလုံး upgrade မလုပ်နောက်ပြီးတော့စီကန်းရှိတဲ့လူမဟုတ်ဆိုစီကန်းဆိုတာငွေကိုဘယ်လိုသုံးရမလဲဆိုရင်စီကန်းတွေကိုပြောနေတာမဟုတ်ဘူးเนาะ तू ကသူ့ကို तू ဆုံးဖြတ်ထားတဲ့အရာကို तू ဆုံးဖြတ်ထားတဲ့လှုပ်တီမလှုပ်တီဆိုတဲ့အရာအဲ့ဒါကိုကိုဒါမြင့်တင်တဲ့နဲ့လို့မဆုရီအကြံပေးတယ်မဆုရီကဟိုဘက်မှာအကောက်တွေကနှစ်ခုလုံးက190နေရဆိုတော့မဆုရီရဲ့အကောက်တွေမှာဒီအင်တာရေးအဆင်ပြေဖို့เนาะဟို relationship အဆင်ပြေဖို့ဆိုတာကဟိုယောက်ျားလေးတွေလိုအပ်ချက်အိယာဘောကိစ္စမဟုတ်တယ်လို့မိန်းကလေးရဲ့လိုအပ်ချက်အိယာဘောကိစ္စတွေကအဲ့ဒါတပိုင်းရှင်းရမှာပဲအဲ့ဒါဖြစ်လာရင်လည်းအဲ့ဒါကဖြစ်ရှင်းရမှာအဲ့ဒီအပိုင်းအပြင်လိုအပ်တဲ့ UR update နှစ်ယောက်လုံးရဲ့စိတ်အခြေအနေလည်းပဲတူမတူဘလို့အခြေအနေမျိုးကိုပြောရလဲဆိုရှင်းအောင်ပြပြပေးမယ်ကိုကြိုက်တဲ့ကိုချစ်တဲ့ကိုရဲ့ပေါင်းသင်းဆက်ဆံနေတဲ့အမျိုးသမီးကဘယ် level မှာရှိတယ်လဲသူကတာမန်အင်ရှင်မရိုးနေကျင်တတ်ပြီးဒါလေးရရင်ကျင်တတ်ပြီးဆိုရယ်လုံလောက်တယ်ဆိုတဲ့အနေထားမျိုးလားသူကဂိုးတွေအရန်များပြီးအိမ်မက်တွေကြီးရဲ့သူလားမိသားစုကိုဥဆောင်တောင်းဝင်ယူပြီးတော့ဟိုလက်ရှိမှာဝင်ပြီးနေတဲ့အနေထားလားအဲ့ဒီအခြေအနေမှာလေဘာလို့ခုနစီကန်းရှိရဆိုတဲ့စကားပြောလို့ဆိုတော့မင်းကိုချစ်လို့ငါမဖောက်ပြန်တာမင်းကိုချစ်လို့ငါသစ္စာရှိတာအဲ့ဒါကပြောင်းလဲနိုင်ခြေရှိတယ်သိလားမင်းကိုချစ်လို့ငါမဖောက်ပြန်တာတက်စာရှိရဆိုတာပြောင်းလဲအဲ့ဒီမင်းကိုချစ်တဲ့ဆိုတဲ့မိန်းမကတစ်ချင်းအချိန်မှာ तू ကလည်းအပြောင်းလဲလုပ်နိုင်တယ်ဘာလဲဘာပြောင်းလဲဆိုတော့ तू တခြားတဲ့ကိုဖောက်ပြန်တာကိုပြောတာမဟုတ် तू ဒီမချိုးသားနိုင်တာ तू ဒီမနှုတ်ညံ့နိုင်တာ तू ရောက်နေတဲ့ level နဲ့ तू အာရုံစုပ်ဆိုင်နေရတဲ့ຢာတွေကများနေတဲ့အချိန်တွေမှာသူ့ဘက်ကိုဂယူမဆိုင်မိတာမကြည့်မိတာရှိတယ်အဲ့ဒီအချိန်မှာ तू ကပြောင်းလဲသွားနိုင်တဲ့အခြေအနေယောက်ျားလေးတွေမှာရှိတယ်အဲ့ဒီအချိန်မှာကိုချစ်တဲ့မျိုးသမီးရဲ့ level ကိုသိဖို့လိုတယ်။ तू ကအိမ်မက်တွေကြီးပြီးဂိုးတွေကြီးပြီး तू အများကြီးလှုပ်ချင်နေတယ်ဆိုတဲ့စိတ်ဆန္ဒရှိနေတဲ့အခြေအနေမျိုးမှာဆိုရင်ကိုကသွားပြီးသူ့ကို तू ကကိုယ်ဂိမ်းမဆိုင်နိုင်တာယောက်ျားတစ်ယောက်ဆိုတဲ့ feeling မျိုးကိုရအောင်မပေးဘူးဆိုတဲ့အခြေအနေမျိုးတွေလည်းရှိကောင်းရှိမှာပဲအဲ့မျိုးသမီးကအဲ့ဒီအခြေအနေမျိုးမှာဆိုရင် तू ကစိတ်ပြတ်သွားတာတွေစိတ်ကုန်သွားတဲ့အစကနေဟိုနောက်ဆက်တွဲပြဿနာအကြီးကြီးဖြစ်သွားနိုင်ခြေရှိတယ်။နော်အဲ့ဒါလေးတွေကိုသိထားဖို့လိုတယ်အဲ့တော့ငါထိတွေ့ဆက်ဆံနေတဲ့ယောက်ျားငါထိတွေ့ဆက်ဆံနေတဲ့မိန်းမသည်ဘယ်လဲပဲခြေနေရှိတာလဲသူဘယ်လဲပဲသွားပြီးဘာလုပ်ချင်နေတာလဲနောက်တစ်ခုကသူဘောက်ပြန်မဖောက်ပြန်ငါကုံငါချစ်လို့ငါကုံငါစီကန်းရှိလို့ငါကတော့ဒီတိုင်းပဲမကျင်နဲ့ဆုံးလို့မလားခွင့်လို့မလားနှစ်ခုပဲရွေးကိုကလိုက်ပြီးတော့တူပနေကြမလို့အဲ့ဒါစီကန်းရှိခြင်းဆိုတာသူ့ကိုချစ်လို့ကျမဆိုရင်ရှင်းတယ်သူ့ကိုချစ်လို့မဖောက်ပြန်တာတွေသစ္စာမရှိတာတွေဒါတွေမဟုတ်ဘူးကျမရဲ့တတ်မှတ်ထားတဲ့မလုပ်ဘူးဆိုတဲ့ຢာတွေကိုကျမကမလုပ်လိမ့်ဘူးကျမလုံးမယ်လို့ပြောတဲ့ຢာတွေလုပ်ရတဲ့သူကျမကိုကျမစီကံတတ်မှတ်ထားတဲ့ပြက်သားတဲ့အရာကြောင့်ရှင်းရှင်းလေးပဲ